ကိုကြီးတဲ့တခြားသစင်းနေမရှိဘူးလားအောင်မကျုပ်ကမြန်ရာရာဆဆအဲ့လိုပြောပြီးအစတော်သေးကဒေါသထွက်သွားပြီးတော့ငပိန်တို့တိုက်ခိုက်ဖို့ပြင်တော့တာဟမ်ဘာလို့တိုက်ခိုက်တာလဲဟိတ်မလို့ရအောင်လေအဲ့လိုနဲ့ငပိန်နဲ့တုတ်ပေါ်လေးအခန်းထဲမှာပတ်ပြီးနေကြတော့တယ်အောင်မန်းရွာနေမလန်မကမ်းမှရှိတဲ့ရွာတရွာမှာလူသားတွေလာရောက်လက်ပတ်ဖို့အတွက်တရေအိမ်ကြီးဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်းကတရေဖះလာကြိုက်တဲ့ဖိုးထုတို့အဖွဲ့ရဲ့နားတွေကိုရောက်သွားခဲ့တာပါကဲဒီဇလန်းမှာဖိုးထုတို့အဖွဲ့ကတရေအိမ်ကြီးကိုသွားပြီးတော့တရေဖမ်းမလားဒါမှမဟုတ်တရေကပြန်မှန်းမလားဆိုတာအမားနဲ့တူကြည့်လိုက်ရအောင်နော်ငပိန်တယောက်အလောတကြီးနဲ့ပြေးလာရင်နဲ့လူစုံနေတဲ့ဖိုးထုတို့အိမ်ကိုရောက်ချလာခဲ့တယ်။ကပြစ်ပေါ်မှာမုတ်ထိုင်စားနေတဲ့တုတ်ပေါ်ကဟာငပိန်အလော30နေပါလား။ဘာဖြစ်လာလဲ။မင်းအတွက်မုံမကြံမှာဆိုလို့ပြေးလာခဲ့တာလားဟာ။ငပိန်ကသူတို့နာရောက်မှအမောဖြစ်လိုက်ပြီးတော့စကားဆလိုက်တယ်။မဟုတ်ဘူးကွာ။ငါမင်းတို့ကိုသတင်းထုတ်လာပြောပြတာ။နေစစ်နေရလို့လား။မဟုတ်ဘူးဟာ။ဒါဆိုစောင်းဝဲကြလို့လားဟာအဲ့ဒါဆိုငပိန်တယောက်တော့ဆီယမဟိတ်တာခံရတော့မယ်ဟိအာမင်းတို့ကလေတယောက်တစ်ပေါက်နဲ့ဘာတွေပြောနေကြမှန်းမသိဘူးအရေးထဲမှာငါရိုက်ခံရလို့ပြောမိသူကရှိသေးတယ်အေးလေအဲ့တော့မကောင်းပါဘူးတပေါ့ငါလည်းနေနဲ့တူတူပြောပေးမယ်လေအော်ဒီကောင်တွေတော့အကျင့်ကိုမကောင်းကြဘူးမင်းကိုနောက်နေရပါငပိန်ကဒါနဲ့သတင်းတူကဘာများလဲဒီလိုကွာတို့ရတယ်မလန်မကတ်မှရှိရဲ့တရားကုန်းရွာမှာဝင်ရောက်လက်ပတ်လို့ရတဲ့တရေအိမ်ကြီးတိတ်ဖွင့်သားပြီလေဟာဟမ်တကယ်လားနေပါဦးမင်းကဘလို့သိလားလေငါကသတင်းဆောင်နေသူလေကွာမေ့နေပလားစုံမှာပေါ့ရွာရိုးကိုပေါ့ရှောက်သွားနေတဲ့ဟောင်းအဲ့တော့တရေအိမ်ကကြောက်ဖို့ကောင်းလားကြောက်ဖို့ကောင်းမကောင်းတော့မသိဘူးအဲ့ဒီတရေအိမ်ကိုဖွင့်ထားတာတရေစစ်ပဲတဲ့ဟာဟာမိုက်လာကြည်လားငါတော့ဒီတစ်ချက်နဲ့နေအဲ့ဒီတရေအိမ်ကိုအရန်ကိုစိတ်ဝင်စားနေပြီဟေ့ဒါဆိုတရေစစ်ဖွင့်ထားတဲ့တရေအိမ်ဆိုအိမ်ကြီးထဲမှာရှိနေတဲ့တရေတွေလည်းအရန်ကိုကြောက်ဖို့ကောင်းမှာပဲနော်အဲ့ဒါတော့ငါလည်းဘဲသိပါမလဲတွားကြည့်မှသိမှာပေါ့ငါတော့မလိုက်ဘူးနော်တရေအိမ်နေပါရင်ငါစိတ်ဝင်စားဘူးငါမဟုတ်ပဲစိတ်ဝင်စားတာအော်မဟုတ်ဆိုလို့ငါခုမှတတိရတယ်အဲ့ဒီတရေအိမ်ထဲမှာဟေးချက်တော်တဲ့တရေတယောက်လည်းရှိတယ်ဆိုပဲ तू ကဟင်းတွေကိုရှက်ချက်ကျွေးရရင်နော်ဝါလိုက်မယ်မလီတုပ်ဘောတို့များအပြောင်းလဲတိတ်မြန်တာပဲနော်ဒါဘောဟာငါအစားပိုင်နေရာဆောင်လိုက်တယ်ကဲပါအဲ့လိုဆိုအကောင်လုံးလေးလိုက်ကြမယ်ဆိုတော့တို့တွေမနှက်ပြန်မယ်အဲ့ဒီရွာတရေရင်ကိုသွားလေပဲကြမလားโอเคလေသွားကြတာပေါ့ဟေးဒါနဲ့တခုရှိသေးတယ်အဲ့ဒီအိမ်ကြီးတွေကိုဝင်ကြီးက9000နော်ဟင်9000နော်တော်ပြီမသွားတော့ဘူး9000လားမရှားပါရဲ့အကုန်လုံးအတွက်ပေးလိုက်မယ်ဝါဖိုးတို့ကဘောစီပဲမရှိပါဘူးဟာငါ့မဖိုးတွေကစုထားတာလည်းရှိလို့ပါနောက်နေ့ရောက်တော့ဖိုးတို့3ယောက်သားကစပိန်နှစ်စီးနဲ့ထွက်လာခဲ့ကြတယ်ငါတော့လေတရေအိမ်ကြီးတွေဝင်ရမှာကိုခုတရာတွေးပြီးတော့ရေကုန်နေပြီဟေ့ငပိန်နောက်ကနေလိုက်စီနေတဲ့တုတ်ဘောကငါတော့ဟေးချက်တော်တဲ့တရေချက်ကျွေးမဲ့ဟင်းတွေကိုမျောလင့်နေပြီဟေ့အေးပါမင်းပဲပြောနေငါကတော့လေမင်းဝိတ်ကြီးကိုတင်ပြီးစပိန်နင်းနေရလို့မပြောနိုင်ဘူးဟေ့မပြောနိုင်ဘူးမင်းခုလိုပြောမှဆိုလို့ငါမနေ့ကထမင်းလျှော့စားလာပါတယ်ဟာထမင်းလျှော့စားလာတယ်ငါတွေ့ရတော့မင်းစလုံးကြီးနဲ့စားနေရပါအေးလေအဲ့စလုံးတစ်လုံးပဲစားခဲ့တာအမလေးတော်သေးရဘောတုတ်ဘောရဲ့စလုံးတစ်လုံးပဲစားလာလို့စလုံးနှလုံးသားဆိုငါရှာထွက်တော့မှာငပိတ်ပြောကြောင်းဖိုးထုတို့3ယောက်သားတာဟာနဲ့ရီဝဲကြကုန်ကြတယ်ဟာတို့ရှာနေရဲ့တရေကြီးကဟိုမှာပဲဝါတရေကြီးကအပြင်ပန်းကကြည့်အောင်နေတယ်တော်တော်ကြောက်ဖို့ကောင်းနေပြီ
အထက်ရောက်ရင်နေပြောသွားမှာပါငါအာမခံနေအမေမသိရင် तू ကပဲအရင်ရှာဘူးသလိုနဲ့ခုပဲဝင်တော့မှလေအဲ့ဒါမို့အာမခံပြီးတော့ပြောပြနေတာကဲပါဒုစပိနေဒီနားပဲထားခဲ့ပြီးတော့ဝင်ကြတာပေါ့အိမ်နောက်တော့ဖိုးထုတို့လည်းတရဲအိမ်ပေါဝနောင်သွားလိုက်ကြတယ်တရဲအိမ်ပေါဝမှာရက်ဆောင်နေတဲ့တရဲကအကုန်၄ယောက်လားဟုတ်ပါတယ်အဲ့ဒါဆို2000ကျပါတယ်ဟုတ်ကဲ့ပါအဲ့လိုပြောပြီးဖိုးထုကငွေကျပ်2000ကိုတရဲတီကိုပေးလိုက်တယ်ဟမ်ဒီရှိမှထောင်ထားတဲ့စိုင်းမုတ်ကဘာလို့ပြောချင်တာလဲတရဲပေါင်းချုပ်အိမ်ကြီးမှကြိုးဆိုပါ၏ငွေကြီးတစ်ယောက်9000ကျပ်မှတ်ချက်ဝင်းပြီးပြင်မထွက်လာနိုင်တောင်းဝန်မယူပါဟုတ်တာပဲ9000ကြီးပေးထားတာကိုဘာလို့တောင်းဝန်ယူမှုမရှိရလဲအဲ့ဟာတရဲအိမ်ထဲဝင်ပြီးစီကန်းချက်တိုင်းမလိုက်နာနိုင်နေသူမှသာပြင်မထွက်လာနိုင်တာပါစီကန်းချက်ကိုလိုက်နာရင်တော့ကိစ္စမရှိပါဘူးဟုတ်ပြီလေအဲ့လိုဆိုတရဲအိမ်ထဲဝင်တာပိုအသက်ဝင်သွားတာပေါ့မဟုတ်သေးဘူးနော်တို့တွေမဝင်မဲနဲ့ပြန်ကြတော့မလားအန်နေရများလောက်မယ်တင်နေတို့တွေကဖိုးထုဖွဲ့ပါကွာလာစမ်းပါကွာအိမ်နောက်တော့အကုန်လုံးကတရဲပေါင်းချုပ်အိမ်ကြီးလေးကိုဝင်သွားကြတော့တယ်တရဲအိမ်လေးကိုရောက်မှအကုန်လုံးကအံ့ဩသွားခဲ့ကြတာဟမ်တရဲအိမ်ဆိုတော့အထဲမှာလည်းမှောင်နေမဲ့ထင်တာပုံမှန်အိမ်လိုပါပဲလားဟုတ်တာပဲဒါပေမဲ့အခန်းကြီးအများကြီးရှိနေရနော်ဘယ်အခန်းနဲ့ကိုရှင်ဝင်ကြမလဲအော်အခန်းရဲ့တကားပေါ်မှာစာကတ်ထားတာပဲဒီအခန်းကတရဲဆရာမတဲ့ဟိုဘက်အခန်းကအဆိုတော်တရဲဟိုနောက်တစ်ခန်းကဟင်းချက်တော်တဲ့တရဲတဲ့ဟိုမင်းတို့ဘယ်အခန်းနဲ့ကိုအရှင်ဝင်ကြမလဲငါတို့တရဲဆရာမအခန်းနဲ့ကိုမဝင်ဘူးနော်တော်ကြစာသင်နေဖြင့်စာလုံးနေရပြန်အောင်ပါတော်ဘောတို့များစာအုပ်တော်တော်ချစ်တာပဲနော်ပို့တို့နေဘယ်အခန်းနဲ့ကိုအရှင်ဝင်ပါလဲတရဲဆရာမအခန်းထဲကိုရှင်ဝင်ကြတာပေါ့ဒါဆိုထုတ်ဘောနိုင်ငပိန်နင်တို့နှစ်ယောက်ရောဘယ်အခန်းထဲကိုရှင်ဝင်ကြမှာလဲငါတော့အစတော်တရဲအခန်းထဲကိုအရှင်ဝင်မှာဟာဒါဆိုငါတယောက်တည်းဟေးချက်တော်တွေတရဲအခန်းထဲကိုဝင်ရမလားအေးလေအဲ့လိုပဲဝင်ကြတာပေါ့ဟာတော်ပြီကွာငါတယောက်တည်းမဝင်ရဘူးအဲ့ဒါဆိုလေငါနောက်ကလိုက်ခဲ့လေပြီးမှဟေးချက်တော်တွေတရဲအခန်းထဲကိုပြန်ဝင်ကြတာပေါ့အဲ့ဒါဆိုလေပြီးရောအိမ်နောက်တော့ဖိုးထုနဲ့မိဝိုင်းကတရဲဆရာမအခန်းထဲကိုဝင်သွားလိုက်ပြီးငပိန်နဲ့တို့ဘောကတော့အစွန်တော်တရဲအခန်းထဲကိုဝင်သွားခဲ့ကြတာပါအခန်းထဲကိုဝင်လိုက်တယ်ဆိုရင်မင်းစာသင်ခန်းနဲ့ရောက်သွားသလိုခံစားရမှာပါအခန်းထဲမှာတည့်ရနေတဲ့တရဲဆရာမကကဲကလေးတို့ကြီးမင်္ဂလာပါဆရာမစာသင်ခန်းထဲကနေကြိုဆိုပါရစေဟုတ်ကဲ့ပါဆရာမကဲသားတို့သမီးတို့ထိုင်ကုန်မှာထိုင်ကြမယ်ဟုတ်ကဲ့ပါဆရာမအဲ့လိုပြောပြီးနှစ်ယောက်သားကထိုင်ကုန်မှာဝင်ထိုင်လိုက်ကြတယ်တိုးပေါ်ပြောတဲ့အတိုင်းတို့နှစ်ယောက်စာလာတင်နေရတာပဲဟုတ်ပါကွာဒါနဲ့ဒီခဲရဲ့ပုံစံတို့စာတင်ခန်းလိုပဲနော်မောင်လေးမမောင်ဟုတ်ပါမမောင်နေလို့လေငါသိမကြောက်တာမိမိုင်းအဲ့လိုပြောနေတော့ဆီယာမကသူတို့ရှိကိုရုတ်တရက်ရောက်လာခဲ့ပြီးတော့တိုးနဲ့ဘာတွေပြောနေကြလဲစာအုပ်ထုတ်စာသိမ့်မယ်ဟုတ်ကဲ့ပါဆီယာမဟိုတိုင်းမဲ့စာအုပ်ထုတ်ပါမလားရှင့်ဘာစာအုပ်ပါမလားဟုတ်လားကျောင်းလာတာကိုစာအုပ်ကဘာလို့ယူမလားလဲဟိုသားတို့ကတရဲအိမ်ကိုလာလေကြတာမို့စာအုပ်ပါမလာတာပါအိမ်နောက်တော့တရဲဆီယာမကစိတ်တူသွားခဲ့ပြီးစာသင်ခန်းထဲမှာဝိုင်းကြည့်ပတ်လှည့်ပြနေကြတော့တယ်ဖို့တူအချိန်နေမကောင်းတော့နေတူတယ်စောနာအပြင်းရတဲ့ပြောလိုက်တာမှတ်မိလားစီကန်းချက်အတိုင်းလိုက်နိုင်အဆင်ပြေတယ်ဆိုတာလားဟုတ်တယ်ဖို့တူရဲ့ဒါဆိုတို့တွေစားလိုက်လို့ရင်အဆင်ပြေသွားမယ်တင်နေအဲ့ဒါနဲ့ဖို့တူတို့လေဇွဲကုံထဲမှာရှိနေတဲ့စာအုပ်ကိုပြလိုက်တယ်ဆီယမသားတို့စာအုပ်ပါလာတယ်ဆီယမအဲ့ဒီအချိန်မှာပဲလှည့်နေရရက်သွားခဲ့ပြီးတော့အော်ဟဲ့လားသားတို့သမီးတို့ကလီမာလိုက်တာအဲ့လိုဆိုလဲစာတင်ကြမယ်နော်အဲ့လိုနဲ့ဖိုးထုတို့လေတရဲဆီယမနေတွေ့ပြီးတော့စာတင်နေရတယ်တစ်ဖက်မှာတော့ငပိန်တို့နှစ်ယောက်ကအစတော်တရဲခန်းထဲကိုဝင်လာတယ်ဆိုရင်ပဲအဲကန်ရှိမှဂီတာကင်ပြီးထိုင်နေတဲ့အစတော်တရဲကိုမြင်လိုက်ရှာတာပါရောက်လာကြမလားဟုတ်ကဲ့ဒါဆိုလာလေထိုင်ကုန်မှာထိုင်ကြအောင်တုပ်ပေါ်နဲ့ငပိန်လေးထိုင်ကုန်မှာကြောက်လေးဝင်ထိုင်လိုက်ကြည့်ဟိုဒီကဆိုတော်တရဲကိုတွေ့ရတာဝမ်းသာပါတယ်
ကျုပ်လည်းဝမ်းသာပါတယ်ကဲစလိုက်ကြစို့အဲ့လိုပြောပြီးတော့အစတော်သေးကဂီတာစတီးတယ်အစတော်သေးရဲ့ဂီတာစတီးတော့ငပိန်တို့လည်းခေါင်းလေးလုံနေခဲ့ကြတာပါလောလောလေးကိုလောမြစ်ကိုစံတက်မြည်လောကြ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 မြစ်ကိုစံတက်မြည်ကဲလိုက်ဆိုမယ်လောလောလေးကိုလောဟာမဆိုချင်ပါဘူးအစတော်သေးရဲ့ဆိုပြီးတော့ခလေးရွာကြီးလာဆိုခိုင်းနေတာဟုတ်တယ်ဗျကိုကြီးတခြားသင်းနေမရှိဘူးလားအောင်မကျုပ်ကိုမြန်ရရဆဆအဲ့လိုပြောပြီးအစတော်သေးကဒေါသထွက်သွားပြီးတော့ငပိန်တို့တိုက်ခိုက်ဖို့ပြင်တော့တာဟမ်ဘာလို့တိုက်ခိုက်တာလဲဟိတ်မလို့ရအောင်လေအဲ့လိုနဲ့ငပိန်နဲ့တုတ်ပေါ်လေအခန်းထဲမှာပတ်ပြီးနေကြတော့တယ်အစတော်သေးရဲ့ခန်းထဲကိုဝင်ချင်းငပိန်နဲ့တုတ်ပေါ်ခန်းထဲပတ်ပြီးနေအောင်မြင်လိုက်ရတော့တာပါဖို့တို့သူတို့နှစ်ယောက်နဲ့အစတော်သေးကဘာလုပ်နေကြရလဲဟိုစင်ပြေးတဲ့ကစားနေရလားအင်းနော်ဘာလို့ပတ်ပြေးနေကြရလဲမသိဘူးဖို့တို့ဒုနီယာကိုကဲပါအောင်သူဆိုခိုင်းတဲ့ကြပြောင်းမဆိုလို့ဆိုပြီးဒုနီယာကိုတိုက်ခိုက်ဖို့လုပ်နေတာအော်သူတို့နှစ်ယောက်ကဟိုစီကန်းချက်ကိုမသိသေးတာပဲဟုတ်တယ်ဟာဟဲ့အောင်နေသူဆိုခိုင်းတာမငင်းမဲဆိုလိုက်အဲ့လိုဆိုရင်အစီမြေသွားလိမ့်မှာအိမ်နောက်တော့ဖိုးထူးတို့လေးယောက်သားထိုင်ကုန်မှတိုင်ပြီးအစတော်သေးရဲ့ဆိုပြတဲ့ကြပြကိုလိုက်ဆိုလိုက်ရတော့တယ်ဟင်းချက်တော်ရဲ့တရေခန့်နေကိုတော့ဖိုးထူးတို့လေးယောက်လုံးဝင်လာခဲ့ကြတာပါအခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲဟင်းချက်တော်ရဲ့တရေကကဲကလေးတွေဘာစားကြလဲအရှိဘာချက်ပေးရမလဲတားအလူကြော်စားမယ်တားငပြောပေါင်းစားမှာသမီးကရှမ်းကောက်ဆိုင်စားမယ်တားကရေခဲမို့စားမှာရမယ်အကုန်လုံးပေးမယ်ထိုင်ကုန်မှာထိုင်ကြအောင်အဲ့နောက်တော့ဟင်းချက်တော်ရဲ့တရေကမိဖို့မှာစတဲ့အလုံးရှုပ်နေရောတယ်ဝါအနက်လေးကမှုေးနေရပဲဘိုက်တောင်စားလာပြီဟုတ်ပါရဲ့စာတင်လာရတာကိုထပ်ပြီးကြပြားဒီပါရွတ်လိုက်ရလို့ငါလေးလေဘိုက်ချောင်းကိုစနေပြီဟာဟုတ်ပါနော်ဒီတရေလာတာပျော်ဖို့တော့ကောင်းတာပဲဟုတ်တယ်ဟာငါနဲ့တို့ဘောလေးစီကန်းချက်ကိုမိပြီးပတ်ပြေးလိုက်ရတော့အမောင်းကိုစုပ်သွားတာပဲအဲ့ဒီအချိန်မှာပဲသူတို့ရှေ့ကိုသူတို့မှထားတဲ့ဟင်းမွေးတွေရောက်လာခဲ့တော့တာပါရေးအာလူကြော်စားမယ်ဟိအဲ့လိုပြောပြီးတော့ကောက်စားလိုက်တော့တယ်ဟမ်အာလူလည်းမဟုတ်ဘူးမုံလာအုပ်ဖြူကြီးပါလားမြေဝိုင်းကလေသူ့စားမိတ်ခေါက်ဆဲကိုတေချာကြည့်လိုက်ချင်းခေါက်ဆဲဘက်တီကမုံလာအုပ်ဖြူကြီးဖြစ်နေခဲ့တာပါဟမ်ငါခေါက်ဆဲကလေခေါက်ဆဲမဟုတ်သိလားမုံလာအုပ်ဖြူပဲဟမ်ငါငပြောပေါင်းလေးတူတူပဲမုံလာအုပ်ပေါင်းနေဟုတ်တယ်ဟာငါကလေမုံလာအုပ်ဖြူရေခဲမုတ်ကြီးဘယ်လိုလုပ်မလဲငါတော့မစားနိုင်ဘူးမစားလို့မရဘူးဟာဟိုမှာကြည့်နေတာတွေ့လားမစားရင်တို့တွေအပြင်ကိုပြန်ထွက်နိုင်မှာမဟုတ်ဘူးနော်ဟုတ်တယ်ဟာတီးခံပြီးတော့စားကြတာပေါ့အိမ်နောက်တော့ပိုးတူတို့လေးယောက်သားလေးအောင်ကြီးတီးခံပြီးစားနေရင်နဲ့ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်